မင်္ဂလာပါခင်ဗျာကျွန်တော်များပုံနဲ့တော်ပြီးတဲ့စာရနိုင်ထုံရောင်းကုန်မျိုးတော်မှာစားတံပေးတဲ့မိထမင်းရှော့ဖနဲ့သားသူများအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပါစေကြောင်းဥစွာပရမနှုတ်ခွန်းဆက်တာအပ်ပါတယ်ဗုဒ္ဓံပုစေမိဓမ္မံပုစေမိသံဃံပုစေမိကုသောပါရဲ့အရှင်မြတ်ဖျား2026ခုနှစ်ခုနလပိုင်းဇွန်လအင်္ဂါသားသမီးများရဲ့ကံကြမှာကန်စာတာဟော့စတန်လီရာဒီဂျိုကွင်ဂျိုစီဂျွန်နေမြအရာကျွန်တော်များပုံနဲ့တော်ပြီးတင်စာရနိုင်ထုံးရဲ့တွက်စီရကန်ကြမှာဟော့စတန်လီဖြစ်ပါတယ်ရာဒီဂျိုနက်ခတ်တဲ့ရာဒီခွင်ထဲမှာတီးမြဲနေတဲ့ဂျိုကူဂျိုစီဂျိုပြောင်းနေမှာကြီးလိုက်တဲ့အခိုက်မှာအင်္ဂါသားမြတ်ကန်ကြမှာကန်စာတာဆန်းဆက်တာအင်္ဂါသားသမီးများဟာခုနလပိုင်းမှာဒုတိယကံကောင်းသောနေနတ်ပိုင်ရှင်တွေဖြစ်နေတယ်ဒုတိယကံကောင်းသောနေနတ်ပိုင်ရှင်စိတ်ကူးထားတာတွေရည်ရွယ်ချက်နဲ့ကြိုးစားအားထုတ်နေတာတွေအောင်မြင်တယ်ဆုံးချုံနစ်နာထားတဲ့ဖြစ်စဉ်တွေအားလုံးအောင်မြင်နိုင်လိမ့်နည်းနည်းလေးခရုစိုက်ပေးရမှာကကြားမှာကြီးအောင်နာလေထိုးတာအစမကြေတာတနည်းအားဖြင့်ထိမိချားမိထိခိုက်နာကျင်စရာတွေပေါ့ပေါင်းနိုင်တဲ့အတွက်ခရုစိုက်နည်းနည်းလေးရှင်ပန်းအောင်တာလေထိုးတာနေလို့မကောင်းတာပြုံစားရေးကြားမှာရေးအန်တယ်ဆိုရပါပေါက်တတ်တယ်ညတကောင်ရထပေါက်တာမနဲ့လင်းအားကြီးဖြစ်တာမျိုးတွေဝေဒနာခံစားရတဲ့ကိစ္စရက်တွေကြုံရတတ်တယ်တနည်းအားဖြင့်စေဝါမှားတော်မိတာတွေတနည်းအားဖြင့်အစအာဟာရတနည်းအားဖြင့်အစမတဲ့တာအစအတော့အောအံမှုမောရှော့ဖြစ်တဲ့ဖြစ်စဉ်မျိုးတွေအင်္ဂါသားသမီးတို့ကြုံရဆောင်ရတတ်လို့ခရုစိုက်အင်္ဂါသားသမီးများခုနလပိုင်း7ပန်းဇွန်လတရက်မှ31ရက်တလနီးနီးလောက်ဟာဒုတိယကံကောင်းသောနေနတ်ပိုင်ရှင်ဖြစ်တယ်ရည်ရွယ်ချက်တွေအောင်မြင်မယ်စုံချုံထားတာတွေအောင်နိုင်မယ်နည်းနည်းလေးလုပ်ငန်းရေးပိုင်းစီးပွားရေးပိုင်းမှာအတိုက်အခန့်တယ်မကရန်လိုတာရန်မူတာရန်ထောင်တာတိုက်ခိုက်တာနှောက်ချက်တာတော့မှတီတီတတမြင့်မြင့်ကိုတွေ့အပေါင်းအသင်မိတ်ဆွေခင်မင်းတို့ရင်းနှီးသူအစရန်လိုရန်ချောင်ရန်မှုတတနာလောက်တာကိုခါခါတီတီခံစားရတတ်ပါတယ်ကြုံရရင်ဆိုင်ဖြစ်ရှင်းရခင်ရှိပါတယ်အထုခကျူးစိုက်ပေးဖို့တတိပြုံးနိုင်ဖို့စားနေတဲ့မေတ္တာရက်ခံပါရစေအိမ်တော်တဲ့အိမ်တော်ရှင်များဖို့အိမ်တော်ရေးတာညာစီပွားရေးကန်စာတာကောင်းတယ်ခုနလပိုင်း4ရက်ကနေခုနလပိုင်း26ရက်အင်မတာအောင်မြင်မယ်ရောင်ပါဝယ်ပန်းရောင်ရည်ဝယ်ရေးကိစ္စတွေလည်းဖြစ်မြောက်မယ်အကျိုးပေးကိန်းငနက်4ကိန်းငနက်2ကိန်းငနက်1ကိန်းငနက်အကျိုးပေးမယ်4နှစ်1ကောင်းကျိုးပေးမယ်ကိန်းငနက်လုပ်ငန်းရေးပိုင်းမှာပဲဖြစ်ဖြစ်စီးပွားရေးမှာပါစီးပွားရေးအခန်းကဏ္ဍမှာပဲဖြစ်ဖြစ်အနောက်ဘက်အရှေ့ဘက်အရှေ့ရက်နဲ့အနောက်ရက်အထုသွားလာတာဂယူးဆိုင်ပေးရမယ်အနိယအဝိစာအဝါယအဝိစာထိုကာလအယောင်နှစ်ခုကိုအင်္ဂါသားသမီးများမွေးနေ့ဝိစင်ခြင်းစိတ်ခြင်းရမယ်ခုနလပိုင်း9ရက်နေ့ခုနလပိုင်း14ရက်နေ့ခုနလပိုင်း21ရက်ခုနလပိုင်း28ရက်ဇွန်လ9ရက်ဇွန်လ14ရက်ဇွန်လ21ရက်28ရက်9ရက်14ရက်21ရက်28ရက်အဲ့ဒီလေးပတ်တာအထုကရုဆိုင်ရအောင်မြင်မယ်ဇွဲကောင်းတယ်ကံကောင်းမယ်တကူကြီးဖျားခုမြော်ရတာဒီကုသိုလ်ကံနေကောင်းပါမယ်ရှစ်စတင်နာစစနေမောင်းတဲ့မှာငွေကြီးပြဿနာလူမှုပြဿနာရင်ဆိုင်ဖြစ်ရှင်းရမယ်ငွေကြီးကိစ္စပြဿနာတက်တယ်အိမ်တော်တဲ့အိမ်တော်ရှင်များကိုအိမ်တော်ရဲ့ကံစားတာမကောင်းပြိုးရဲငယ်ရွယ်သူများရဲ့တဏှာဖြင့်အရှစ်ဆန်းတမီရေးစားကဏ္ဍမှာအဆင့်ပြေတမီရေးစားတို့အတွက်တင်းတင်းများတာတယ်ပျော်ရွှင်စွာအခွင့်အခါအခိုက်အတန့်တွေကောင်းမလားစိတ်အင်္ဂါသားသမီးများဒေါသစိတ်ကလေးထိမ့်ပေးရမယ်ရန်လိုရန်မှုတဲ့ပေါင်းတဲ့မိတ်ဆွေလုပ်ငန်းရေးနယ်ပမှာရှင်ဆိုင်ဖြစ်ရှင်းရခင်ရှိလို့အစစအရာရာတတိပြုံးနိုင်ကိုစာမျက်ထားရက်ခံစာစီစေဝါစားတော့ကုန်စီစောက်လို့ရေးလုပ်ငန်းကိစ္စတွေဈေးကောင်းရမယ်ရောင်းကြီးဝယ်ရေးကိစ္စတွေအောင်မြင်မယ်ရောင်းပန်းဝယ်ပန်းမျက်နှာပန်းပွင့်တနည်းအားဖြင့်နှောင့်နှေးကြမ်းကြာနေတဲ့ကိစ္စတွေအောင်မြင်မယ်တင်ညာရေးနယ်ပယ်နဲ့ပတ်သက်တဲ့သူတွေအောင်နိုင်မယ်ပြည်တွင်းပြည်ပနိုင်ငံရေရှားကိစ္စရက်တွေအောင်နိုင်မယ်ဘွဲတိတ်တိ
အမြင့်ဆုံးတို့ရှင်းမြောက်ခြင်းခံရတယ်ကြမ်းချနေတဲ့လုပ်ငန်းခွင်တွေလည်းလုပ်ငန်းကြီးရအောင်မြင်မယ်လုပ်ငန်းကောင်းတွေလုပ်ငန်းခွင်တွေရရှိမယ်ကုမ္ပဏီအစုရှယ်ယာရင်းနှီးမြှုပ်နှံမှုကိစ္စတွေရဲ့အတိအကျအကျိုးကျေးဇူးအတိအပွင့်တို့ကိုလည်းခံစားရမယ်လာတလာဖြစ်တယ်အဓိကဂျာမရေရှင်ဘက်အောင်တာလေထိုးလေအောင်တာအစအတော့ခရင်တက်တာအောက်အမုံမောကိစ္စအထူးဂရုစိုက်ပေးပါတနည်းဖြင့်တောက်စားမှုကဏ္ဍပိုင်းတွေကိုလည်းတတိတရားနဲ့ထိတ်ချုံနိုင်မှအင်္ဂါသားများအင်္ဂါသားတွေများအားလုံးအတွက်အဆင်ပြေမယ်လို့စံနေတဲ့မေတ္တာရက်ခံပြစေအလောင်းကစားအကျိုးပေးခြင်းမရှိပါနည်းနည်းလေးတွေးထွက်တိုင်းကိုထိခိုက်စရာလေးတွေဖြစ်ရတတ်တဲ့အတွက်ဂရုစိုက်ပေးဖို့စံနေနဲ့မေတ္တာရက်ခံတယ်ခုနလာပိုက်စက်ပန်ချွန်လိုက်လာမှာကံကောင်းခြင်းများဖြစ်စေလိုတဲ့အတွက်ရွှေပန်းခုနကုတ်ကတ်လို့ပူစော်ပါရွှေပန်းခုနကုတ်နေဖျားမှာပဲဖြစ်ဖြစ်အင်္ဂါချိုတောင်းမှာပဲဖြစ်ဖြစ်ကတ်လို့ပူစော်မယ်လက်ဖက်တုတ်တပ်မှာကတ်လို့ပူစော်ပါလက်ဖက်တုတ်နော်အညာအခိုက်တွေကင်းစံဝေးသွားမယ်လက်ဖက်တုတ်တစ်ပတ်ကတ်လို့ပူစော်ပေးပါတနည်းအားဖြင့်မနက်ပိုင်းကတ်လို့ပြီးနေ့နဲ့နေခင်းမှာမိသားစုတွေနဲ့ဟာလာတက်ကြီးလူပုဂ္ဂိုလ်တို့ကိုဆုံးပါဝေငါကျွေးမွေးလို့ရပါတယ်လက်ဖက်တုတ်တပွဲကတ်လို့ပူစော်မယ်ဖျားစိတ်တူဒုံနိုင်ခေါ်ဘူးလို့အရန်သိရောင်းချတာကိုလည်းဝယ်ယူကတ်လို့ပူစော်လို့ရပါတယ်အမုန်ခင်းလူမှုအတိုက်ခိုက်အနောက်အရှက်တွေလည်းကင်းစင်ဝေးပါမယ်အင်္ဂါချိုတောင်းနိုင်9ရက်14ရက်21ရက်28ရက်၄ပတ်လုံးပထမပတ်ဒုတိယပတ်တတိယပတ်စရုပ်ထားပတ်၄ပတ်ထက်မှ၄ပတ်လုံးပဲဖြစ်စေတပတ်တစ်ချိန်ပဲဖြစ်စေလက်ဖက်တော့တပွဲနဲ့ရွှေပန်းခုနကုန်းကိုအင်္ဂါသားသမီးများဆယ်ပန်းကြောင်လိုက်လာခုနလာပိုင်းမှာမပြတ်မကွယ်ကဲလို့ပူစော်ပေးပါလက်တိတ်နေတာလက်ပိတ်နေတာငွေကံမကောင်းတာငွေကြေးကိစ္စရက်တွေအင်္ဂါသားသမီးများအတွက်အထုအဆင်ပြေသွားမယ်အိမ်နောင်ရှင်များအိမ်နောင်ရေးအဖို့စိတ်အခမ်းမသန်းတာတွေစိတ်မကျင်မလန့်တာတွေပေါ်ပေါက်တတ်တယ်အိမ်နောင်တဲ့အိမ်နောင်ရှင်များငွေကြေးပြဿနာပေါ်ပေါက်နိုင်တယ်ခဲကျူးဆိုင်ပေးပါအင်္ဂါသားသမီးအပေါင်းအထုကကျူးဆိုင်ပါအင်္ဂါသားသမီးများခင်ဗျာတနင်္လာသားသမီးဂျာသားပရိသားသမီးရန်ကိုရှောင်းမလိုလားအတက်ခိုင်းရများတာစကားညင်ခုံရတာပရိပခပြဿနာတက်ဖြစ်စင်နေကြုံငါစုံရတက်လို့ဂရုစိုက်ပေးဖို့စားနေတယ်မေတ္တာရက်ခံလို့ပါတယ်အင်္ဂါသားသမီးများခင်ဗျာစံပန်းကျွန်နိုင်လားဟာဒုတိယကံကောင်းသောနေနာပိုင်ရှင်ဖြစ်တယ်ရန်လိုရန်မုံမှုပြဿနာလေးတွေကြုံရတတ်တယ်တန်ငါကျဲမိတ်ဆွေလည်းပါဝင်တယ်လူကြီးမိဘအပေါင်းအသင်းဆရာတွေအစပြဿနာညှဉ်းဆုံးမှုဖြစ်ပေါ်နိုင်လို့အရာရာကိုလောက်ကင်ဆောင်ရွက်တဲ့နေရာမှာအတိတ်အစအမားရောမပေါ်ပေါက်မတွေ့မကြုံရအောင်အတက်နိုင်တော့အထုခယူးဆိုင်ပေးဖို့တတိပြုံးနိုင်ကိုကျွန်တော်များပုံနဲ့တော့ပြည်တဲ့စာရငါထုရပုံမျိုးတော်မှာအထုမေတ္တာရက်ခံပါရစေအရှိရဲ့အိမ်တော်ရဲ့ကြားမရဲ့စီးပွားရေးလုံရေးများဆွေးနွေးမင်းများလိုတာများရှိခဲ့ရင်ဆရာရဲ့ဖုန်းနံပါတ်ဖြစ်တဲ့တုံညာကို၄ချီပဲ9လုံး၄5လုံးတုံညာလေးကိုခွန်ချီပဲ9လုံးခွန်9လုံး6နဲ့တင်9တော့ကိုပြည်တွင်းပြည်ပအနက်နဲ့ရရဲ့ဘေးရင်မေးထမေရှော့ခွန်ရသားသမီးအားလုံးဆွေးနွေးမင်းများလိုက်ပါတယ်ဆရာရဲ့ဘေးတင်နဲ့လက္ခဏာဆွေးနွေးဟောပြောတဲ့ဟောကန်လိပ်စာမှာဆိုလို့ရှိရင်တာဂေတာကြောက်တိုင်မတ်တိုင်ကပီတယ်မာကတ်ကြီးရဲ့ဘေးACD လမ်းထဲတိုင်းနပ်ပတ်200နဲ့ခွန်မြင့်ကြီးထပ်ဖြစ်ပါတယ်အနက်နဲ့အရရမှာဘေးရင်မေးထမေရှော့ခွန်ရသားသမီးအားလုံးကိုစိတ်နှပြကြမှာချမ်းသာပါစေကြောင်းကိုလည်းကျွန်တော်များပုံနဲ့တော့ပြည်တဲ့စာရနဲ့ထမအထုဆုံးမကောင်းဆုတော်မြတ်တာပို့တာလေးရပါဆရာအနေနဲ့တင်ပြအပ်တဲ့ယတိယာလေးတွေလှုပ်တဲ့လှုပ်ထိုက်တဲ့အချက်လက်ကလေးတွေရုံယုံကြည်ကြည်ဆောင်ရွက်ပေးလက်ပါအကျိုးထုံးမယ်အင်္ဂါသားသမီးများစိတ်ထင်းရမယ်ပြဿနာမှုခင်းတွေပေါ်ဆောင်မှုတွေကြုံရတတ်တဲ့ရင်ဆိုင်ဖြစ်ရှင်းရပေးရှိတဲ့အထုကယူဆိုင်ပေးဖို့ဇာနေနဲ့မေတ္တာရက်ခံပါရစေဆရာစီမပေးအပ်တဲ့ညွှန်ကြားတဲ့ယတရားလေးကိုစိုက်နဲ့မဆိုင်မတွားဆောင်ရွက်ပေးခြင်းအဖြစ်အခက်ခဲအတိုက်ခိုက်အနောက်အရှက်အဟံအတားတွေကိုကြော်လွှားနိုင်စေမယ်အကျော်ပေးကိန်းကနဲ့လေကိန်းကနဲ့နှစ်ကိန်းကနဲ့တစ်ကိန်းကနဲ့လည်းတစိတ်တပိုင်းကောင်းကျော်ပြုပါလိမ့်မယ်လက်ဖက်တော့တပကံများရွှေပန်းခုနကုံကလို့ပူစောကြပါညာသားသမီးများခင်ဗျာ